အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ ATK channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဈေးကွက်တွင်းမှာလက်ကျန်ဖုန်းလေးတွေဖြစ်တယ်ပေါ့နော်လက်ကျန် brand တွေဖြစ်တယ်ကျွန်တော်တို့ဒီ Oppo ရဲ့ Vivo ရဲ့ Honor ရဲ့ Samsung ရဲ့ပေါ့နော်ဒီ brand လေးမျိုးရဲ့ဖုန်းဈေးလုံးလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဈေးကွက်တွင်းမှာတော့ဒီဖုန်းလေးတွေကတော့အနည်းငယ်ပဲကျန်နေတယ်ပေါ့နော် Oppo ဆိုတဲ့3လေးလုံးပေါ့နော် Samsung ဆိုတဲ့3လေးလုံးအဲ့လောက်လေးပဲကျန်တယ်ပေါ့နော်ဒီ3လေးလုံးကျန်နေတဲ့ဖုန်းလေးတွေလက်ကျန်ဖုန်းလေးတွေဈေးနှုန်းလေးတွေနဲ့သူတို့ရဲ့ brand လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A58 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို9,200,000နဲ့ရောင်းချနေပြီး RAM 428ကိုတော့6,400,000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်2မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A5 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6,128ကို8,000,000ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Honor A6C ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6,128ကို9,800,000ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Vivo V25 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8,128ကို9,800,000ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A06 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4,409,000နဲ့ရောင်းချနေပြီး RAM 428ကိုတော့6,900,000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A07 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 428ကို4,804,000နဲ့ရောင်းချနေပြီး RAM 6,128ကိုတော့9,409,000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A14 4G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8,128ကို9,905,000နဲ့ရောင်းချနေပြီး RAM 8,256ကိုတော့9,106,000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A14 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8,128ကို9,209,000နဲ့ရောင်းချနေပြီး RAM 8,256ကိုတော့10,503,000နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအားပေးကြတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုတွေကတော့ကျွန်တော်ဒီ12လပိုင်းညမှာပဲကျွန်တော်လုပ်ပေးတော့ပါဘောနော်12လပိုင်းအစပိုင်းကြာရင်ကျွန်တော်update ဗီဒီယိုတွေဖြစ်တဲ့ Redmi ဖုန်းသစ်ဈေးနှုန်းတွေတို့ကျွန်တော်နော် Infinix ဖုန်းသစ်ဈေးနှုန်းတွေကိုကျွန်တော်လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီကြားထဲမှာတော့ကျွန်တော် YouTube channel နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကျွန်တော်တင်ပေးတော့ဖို့ရှိပါတယ်ခင်ဗျနော်ဒါအားကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ